မင်္ဂလာပါခင်ဗျာယနေ့နောက်ဆုံးရပြည်တွင်းတော်လှန်ရေးနဲ့စီးရေးသတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒီနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေထဲမှာတော့ AA နဲ့ပူးပေါင်းမဟာမိတ်တပ်ဖွဲ့မှဗရောင်းမြို့နယ်ကပ္ပစ16ကာကင်းစကန်တစ်ခုဖြစ်တဲ့ .666 စကန်ကုန်းကိုဇန်နဝါရီလ28ရက်နေ့ညနေ9:00နာရီကျော်မှာတိုက်ခိုက်သိမ်းပိုက်လိုက်တဲ့သတင်းမင်းဘူးမြို့နယ်မုံတောင်ရဲစခန်းကိုတိုက်ခိုက်မှုရဲနဲ့စစ်သားများအလုံးထွက်ပြေးသွားပြီးတော့ရဲစခန်းကိုသိမ်းပိုက်နိုင်ခဲ့ပြီးတော့မိရှို့ရှင်းလင်းလိုက်တဲ့သတင်းအဲ့ဒီသတင်းတွေအပါအဝင်နောက်ဆုံးရပြည်တွင်းတော်လှန်ရေးနဲ့စီးရေးသတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာပထမဆုံးရရှိလာတဲ့သတင်းတစ်ပုဒ်အရကတော့အာရခတပ်တော် AA နဲ့မဟာမိတ်တပ်ဖွဲ့တွေပူးပေါင်းပြီးတော့ဗရောင်းမြို့နယ်က KPC 16ကာကင်းစခန်းရဲ့ .666 စခန်းကုန်းကိုဇန်နဝါရီလ28ရက်နေ့ညနေ9:00နာရီကျော်ကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးလို့ AA ရဲ့စစ်ဘက်ဆိုင်ရာတာဝန်ရှိသူတို့ကဒီနေ့ဇန်နဝါရီလ30ရက်နေ့မှာအတည်ပြုပြောကြားလိုက်ပါတယ်အေဘက်ကပြောကြားချက်အရကတော့အကြမ်းဖက်စစ်တပ်ကလေကြောင်းကနေအကြီးအကျယ်ခုခံနေတဲ့ကြားတွေကနေအာရက်ခစစ်တီတော်တွေနဲ့မဟာမိတ်တပ်ဖွဲ့တွေကတိုက်ခိုက်ပြီးတော့တင်ပိုက်လိုက်တာဖြစ်တယ်လို့လည်းဆိုထားပါတယ်။အချိန်ကဇန်နဝါရီ28ရက်နေ့ညနေ9:40အချိန်လောက်မှာတင်ပိုက်ခဲ့တာပါလို့ဆိုထားပါတယ်။ဒီ.666စကန်ကုန်းဟာအရင်ကအာရက်ခတပ်တော်ကအော်တိုဘာလ14ရက်နေ့မှာပထမဆုံးအကြိမ်တင်ပိုက်ခဲ့ပူပါတယ်။ဒါပေမဲ့စီးရေးအခြေအနေနဲ့လေရင်ဘုံကျဲမှုတွေကြောင့်ရေရှည်မနေနိုင်ပဲနဲ့ယာယီစုတ်ခွာပေးခဲ့ရပြီးတော့စစ်ကောင်စီတပ်တွေပြန်လည်ဝင်ရောက်နေရယူထားတဲ့စကန်တစ်ခုဖြစ်ခဲ့ပါတယ်။အေဘက်ကတော့ဒီစကန်ကိုသူတို့မဟာမိတ်တပ်ဖွဲ့တွေကကာလကြာမြင့်စွာဝိုင်းရံပိတ်ဆို့ထားတယ်လို့လည်းဆိုထားပါတယ်။ဒီတရက်နှစ်ရက်အတွင်းမှာပဲအပြင်းအထန်ထိုးစစ်ဆင်ပြီးတော့တိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်ဖွဲ့တွေဘက်ကအကြအရှုံးများပြီးတော့ထွက်ပြေးသွားခဲ့ရပါတယ်။တိုက်ခိုက်သိမ်းပိုက်သူတွေဘက်ကအလောင်းအချို့နဲ့လက်နက်တွေကိုအများအပြားသိမ်းဆည်းရရှိခဲ့ပါတယ်။ဒါပေမဲ့စစ်ကောင်စီဘက်ကစစ်သားအချို့ကတော့စခန်းကနေထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့လည်းသိရပါတယ်။ဒီ.666လို့ခေါ်တဲ့နေရာဟာတော့စခန်းကုန်းလို့ဆိုပေမဲ့ရှည်လျားတဲ့တောင်ကျောပေါ်မှာအမာကန်တိဆောက်ထားတဲ့စခန်းတစ်ခုဖြစ်ပါတယ်။တိုက်ပွဲအပြီးမှာတော့နေရာနှံပြားပြန်ကျဲနေတဲ့စစ်သားအလောင်းတချို့နဲ့လက်နက်တွေကိုတင်စီရမိခဲ့ပါတယ်။အတိမပြူရသေးတဲ့သတင်းတွေအရကတော့ဒီစခန်းမှာစစ်ကောင်စီတပ်သား200ကနေ300အထိရှိနေနိုင်ပြီးတော့သူတို့တွေကအများစုကတော့ရှေ့တန်းစစ်မြေပြင်ကိုလိမ့်လဲခေါ်ဆောင်ခံထားရတဲ့ပြည်သူစစ်မှုထမ်းတင်နန်းစင်းတပ်သားတစ်တွေဖြစ်နိုင်တယ်လို့သိရပါတယ်။လက်ရှိရရှိထားတဲ့သတင်းတွေအရကတော့စစ်ကောင်စီဘက်ကဗရောင်းမြို့နယ်ပကံကွဲကြီးရွာရဲ့တောင်ဘက်အနီးမှာရှိတဲ့ .666 စကန်ကုန်းအပါအဝင်အနီးအနားကနေရာတော်တော်များများကိုတိုက်လေရင်တွေနဲ့ထက်ကဘုံကျဲတိုက်ခိုက်နေပါတယ်။ဒါအပြင် .666 စကန်ကနေထွက်ပြေးသွားတဲ့စစ်ကောင်စီစစ်သားတွေကိုလိုက်လံရှင်းလင်းတိုက်ခိုက်နေတဲ့တိုက်ပွဲတွေရာဆိုရင်လည်း KPC 16စကန်အနီးအထိဖြစ်ပွားနေတယ်လို့လည်းသိရပါတယ်။ဆက်သတင်းတပုတ်အရမြို့နယ်63ခုမှာအရေးပေါ်အခြေအနေကြီးညာထားတာကိုထပ်ပြီးတော့တက်တန်းတိုးလိုက်တယ်လို့စစ်ကော်မရှင်ကမနေ့ကညနေဇန်နဝါရီလ29ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။ထုတ်ပြန်ချက်အရယာယီသမရလို့သူ့ကိုယ်သူခေါ်ထားတဲ့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကပဲသူ့ကိုယ်သူတက်ချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်အဖြစ်ခံယူထားတဲ့သူကိုတာဝန်တွေဆက်လက်အနှင်းထားတယ်လို့လည်းဆိုထားပါတယ်။ဒီအရေးပေါ်အခြေအနေကြီးညာထားတာကအရင်က2025ခုနှစ်ဇန်နဝါရီလ31ရက်နေ့မှာစတင်ခဲ့တာဖြစ်ပြီးတော့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့နယ်တွေအဲ့ဒီမြို့နယ်တွေအပါအဝင်စုစုပေါင်း63မြို့နယ်ကိုရပ်ပေါင်း90အရေးပေါ်အခြေအနေသတ်မှတ်ခဲ့တာလည်းဖြစ်ပါတယ်။အခုကဒုတိယအကြိမ်အဖြစ်ထပ်မံရပ်ပေါင်း90တက်တန်းတိုးလိုက်တာဖြစ်ပြီးတော့ပထမအကြိမ်တက်တန်းတိုးမှုကိုတော့2025ခုနှစ်အောက်တိုဘာလကုန်ပိုင်းမှာလုပ်ခဲ့ပါတယ်။အရေးပေါ်အခြေအနေတွေကြီးညာထားတဲ့မြို့နယ်တွေထဲမှာတော့ကချင်ပြည်နယ်ကစွန်ပရာဘွန်၊ရွှေကူ၊အင်ချမ်းရန်၊စော့လော်ချီဖွေမြို့နယ်တွေပါဝင်တယ်လို့ကရင်နီကယားပြည်နယ်မှာတော့ရှားတော်ဖားဆောင်မဲဆက်မြို့နယ်တွေပါဝင်ပါတယ်။ကရင်ပြည်နယ်ဘက်မှာတော့ကော့ကရိတ်နဲ့ကြာရင်စိတ်ကြီးမြို့နယ်တွေပါဝင်တာပဲဖြစ်ပါတယ်။စစ်တပ်ကမဲစရင်ကိုအကြောင်းပြပြီးတော့အာဏာသိမ်းခဲ့ပြီးတဲ့နောက်မှာတော့နိုင်ငံတော်ဝန်လုံးမှာတိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားလာနေပြီးတော့နေရက်စွန့်ခွာထွက်ပြေးနေရတဲ့လူဦးရေဟာခံမှန်းခြေအပြင်3.6 တန်းအထိရှိနိုင်တယ်လို့ကုလသမဂ္ဂလူသားချင်းစာနာရေးယုံ UNOCHA မြန်မာကဇန်နဝါရီလ29ရက်နေ့မှာထုတ်ပြန်ထားပါတယ်။တစ်ဖက်ကရရှိလာတဲ့သတင်းတပုတ်အရမကွေးတိုင်းဒေသကြီးမင်းဘူးမြို့နယ်အတွင်းမှာမှန်တောင်ရဲစခန်းတစ်ခုကိုလက်နက်ကင်တပ်ဖွဲ့တစ်ခုကဝင်ရောက်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတော့ရဲစခန်းအားလုံးကိုမီးရှို့ရှင်းလင်းလိုက်ကြောင်းကိုသိရပါတယ်။မင်းဘူးခရိုင်အမှတ်6တပ်ရင်းမှာတာဝန်ရှိသူတဦးရဲ့ပြောကြားချက်အရကတော့ဇန်နဝါရီလ16ရက်နေ့ကမင်းဘူးမြို့နယ်အနောက်ပိုင်းမှာရှိတဲ့မုံတောင်ရဲစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတော့စတင်တိုက်ခိုက်ချိန်မှာပဲစခန်းအတွင်းကရဲများနဲ့စစ်သားများအလုံးထွက်ပြေးသွားခဲ့ရမှာတော့မိနစ်15မိနစ်အတွင်းမှာစခန်းကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့ဆိုထားပါတယ်။တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတဲ့နောက်မှာတော့ရဲစခန်းကိုမီးရှို့ရှင်းလင်းခဲ့ပြီးတော့ရဲတပ်ဖွဲ့တွေတုံးတဲ့အုံဆောင်ပစ္စည်းတွေနဲ့ပြည်သူများထံမှလူရက်ခဲ့တယ်လို့ဆိုတဲ့ပစ္စည်းအချို့ကိုလည်းသိမ်းပိုက်ရရှိခဲ့ကြောင်းကိုသိရပါတယ်။မုံတောင်ရဲစခန်းဟာပြည်သူများကိုနီလန်ပေါင်းစုံတုံးပြီးတော့ငွေညှစ်ခြင်းဖမ်းဆီးခြင်းလူငယ်များကိုအတင်းကျပ်
စစ်ထဲသို့ဆွဲခေါ်ခြင်းအဲ့ဒီလိုမျိုးပြုလုပ်နေခဲ့တာကြောင့်ဒီတိုက်ခိုက်မှုကိုဆောင်ရွက်ခဲ့ရတယ်လို့တပ်ရင်းကတာဝန်ရှိသူတွေကရှင်းပြခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကိုမင်းဘူးခရိုင်အမှတ်6တပ်ရင်းကဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီးတော့လုပ်ငန်းရှင်များအပါအဝင်မိသူထမ်းမှမဆိုငွေကြေးအလှူမခံဘဲနဲ့ချင်းချောက်ငွေတောင်းခံခြင်းလည်းမရှိကြောင်းကိုထပ်လောင်းပြောကြားခဲ့ပါတယ်။မင်းဘူးခရိုင်အမှတ်6တပ်ရင်းကမင်းဘူးမြို့နယ်အတွင်းမှာရှိတဲ့ပြည်သူများအနေနဲ့စစ်ကောင်စီတပ်သားများရဲများနဲ့စစ်စခန်းများအနီးတစ်ဝိုက်မှာမနေထိုင်ကြရန်အတိပေးနှိုးဆော်ထားပါတယ်။နောက်ထပ်ရရှိလာတဲ့သတင်းအရကတော့ထိုင်းနိုင်ငံအတွင်းမှာအလုပ်လုပ်ကင်နေကြတဲ့မြန်မာရွှေပြောင်းအလုပ်သမားများရဲ့14ရက်တာအပြည့်မထွက်ရတပိတ်လှုပ်ရှားမှုဟာစတင်ပြီးတော့4ရက်မြောက်နေ့အထိဆက်လက်အောင်မြင်စွာရပ်တည်နေတယ်လို့သိရပါတယ်။ဒီလှုပ်ရှားမှုရဲ့ရလဒ်အဖြစ်ထိုင်းနိုင်ငံသားဈေးသည်တွေကိုကိုယ်တိုင်စီးပွားရေးကြက်တဲမှုကြောင့်ညှဉ်းညူနေရတယ်လို့ထိုင်းရောက်မြန်မာအလုပ်သမားတွေကပြောလာပါတယ်။ဒီလှုပ်ရှားမှုကိုစတင်ရတဲ့အကြောင်းရင်းကတော့ဇန်နဝါရီလ17ရက်နေ့ကဖြစ်ပွားခဲ့တဲ့အိမ်ရောက်ပစ္စည်းပို့ဆောင်သူထိုင်းနိုင်ငံသားနဲ့မြန်မာအလုပ်သမားအချို့အကြားကပြဿနာတရက်ကနေစတင်လာပါတယ်။ဒီဖြစ်ရနောက်ပိုင်းမှာတော့နှုတ်ခမ်းမွေးခေါင်းဆောင်နဲ့အမျိုးသားရေးအစွန်းရောက်အုပ်စုများကမြန်မာအလုပ်သမားများကိုစစ်ဆေးခြင်းရိုက်နှက်ခြင်းတွေပြုလုပ်လာတာကိုစန့်ကျင်တဲ့အနေနဲ့ဒီလှုပ်ရှားမှုကိုစီစဉ်ခဲ့ကြတာလည်းဖြစ်ပါတယ်။လှုပ်ရှားမှုအတွင်းမှာပါဝင်သူများကတော့ဒီလိုဆန္ဒပြပုံဟာထိုင်းနိုင်ငံရဲ့တရားဥပဒေစိုးမိုးရေးကိုတွေ့ဝိုက်ပြီးတော့ထောက်ကူပေးရရောက်တယ်လို့မြန်မာလူမျိုးတွေဟာပြဿနာရှာဖို့အတွက်မဟုတ်ဘဲနဲ့အေဂျင့်စာလောက်ကင်စားတောက်လိုတဲ့ဧည့်သည်ကောင်းတွေဖြစ်တယ်ဆိုတာကိုပြသရရောက်တယ်လို့ထောက်ခံပြောဆိုနေကြပါတယ်။ဒီလှုပ်ရှားမှုရဲ့ဓာတ်ရိုက်အကျိုးဆက်အနေနဲ့မြန်မာအလုပ်သမားအများစုဟာဝယ်ယူလေးရှိတဲ့ဈေးတွေမှာဈေးရောင်းသူတွေကြီးတာရှိပြီးတော့ဝယ်ယူသူမရှိသလောက်ဖြစ်နေပါတယ်။ဒါကြောင့်ထိုင်းနိုင်ငံသားဈေးတွေကိုယ်တိုင်စီးပွားရေးထိခိုက်မှုကိုညှဉ်းညူနေကြရတာလည်းဖြစ်ပါတယ်။အချို့ထိုင်းသေးတဲ့တွေဆိုရင်တော့ဈေးထဲမှာလူသူကင်းမဲ့နေတဲ့အခြေအနေကိုဗီဒီယိုရိုက်ပြီးတော့လူမှုကွန်ရက်ပေါ်မှာတင်ကမှတ်ချက်ပေးနေကြတယ်လို့သိရှိရပါတယ်။မြန်မာအလုပ်သမားအများစုနေထိုင်ရာမဟာချိုင်းဒေသကဝေလာဈေးနဲ့ဘန်ကောက်ဈေးတွေမှာမြန်မာအလုပ်သမားဈေးဝယ်သမားတွေသာမလာတော့တာကြောင့်တိတ်တိတ်ဆိတ်ဆိတ်ခြောက်ကပ်နေပြီးတော့ထိုင်းသေးတဲ့တွေလည်းစိုးရိမ်ညှဉ်းညူပူပန်နေကြရပါတယ်။လက်ရှိလှုပ်ရှားမှုနဲ့ပတ်သက်ပြီးတော့မြန်မာအလုပ်သမားများစုဘက်မှထောက်ခံသံများနဲ့ဆက်လက်ကြားရပါတယ်။လှုပ်ရှားမှုပါဝင်သူတွေအဆိုအရအပြည့်မထွက်ဖ ೇನೆ ငွေမသုံးဖြစ်တာဟာငွေကြေးချွေတာရရောက်တယ်လို့ဆိုထားပါတယ်။ဒီလှုပ်ရှားမှုကိုတော့ကနဦးရည်ရွယ်ချက်အတိုင်း14ရက်တာဆောင်ရွက်မယ်ဆိုပေမဲ့အလုပ်သမားအရေးလှုပ်ရှားသူအချို့ကတော့ဒီလိုနီလန်းကိုရေရှည်ကျင့်သုံးနိုင်ရင်ပိုကောင်းမယ်လို့အကြံပြုထားပါတယ်။စစ်ကောင်စီလက်အောက်ခံမြန်မာတန်ယုံနဲ့ပတ်သက်ပြီးတော့ဝေဖန်တန်တွေလည်းရှိနေကြပါတယ်။အလုပ်သမားအရေးရဆောင်ရွက်သူတွေကတော့စစ်ကောင်စီတန်ယုံကိုအလုပ်သမားစီကနေငွေညှစ်ယူဖို့နဲ့စစ်မှုထမ်းကိစ္စအတွက်ပဲအဓိကလှုပ်ဆောင်နေကြတာကြောင့်မြန်မာအလုပ်သမားတွေအတွက်အကာအကွယ်အမှန်တကယ်မပေးနိုင်ဘူးလို့ပြောဆိုနေကြပါတယ်။လက်ရှိအခြေအနေမှာတော့နှုတ်ခမ်းမွေးခေါင်းဆောင်တဲ့ထိုင်းအစိုးရမျိုးချစ်အုပ်စုတွေကမြန်မာတွေကထိုင်းသေးဆိုင်တွေမှာမဝယ်တော့ဘူးဆိုတဲ့မှားယွင်းတဲ့သတင်းတွေလွှင့်နေတယ်လို့လည်းဒေသခံတွေကပြောဆိုကြပါတယ်။ဒါကြောင့်မြန်မာအလုပ်သမားတွေအနေနဲ့လူမှုကွန်ရက်ပေါ်မှာဖြစ်စေလက်တွေ့ဘဝမှာပဲဖြစ်စေတဦးနဲ့တဦးလှောင်ပြောင်ရွက်တိုက်တာမျိုးတွေမလုပ်ကြဘူးခေါင်းဆောင်တဦးဖြစ်တဲ့ကိုရဲမင်းကတိုက်တွန်းထားပါတယ်။ထိုင်းနိုင်ငံမှာမြန်မာအလုပ်သမားတွေအနေနဲ့ထိုင်းလူမျိုးအချို့ကြားမတည်ငြိမ်မှုတွေကိုဖြစ်ပွားနေတာဟာစစ်ကောင်စီဘက်ကသွေးတိုးလှုံ့ဆော်မှုကြောင့်လည်းဖြစ်နိုင်တယ်လို့ယူဆရပါတယ်။ဒါကြောင့်ပဲစုပူမှုလုပ်သူတွေကိုတွေ့ရင်တိုင်ကြားဖို့ကိုလည်းထိုင်းရောက်အလုပ်သမားရေးလှုပ်ရှားသူတွေကတိုက်တွန်းထားပါတယ်။နောက်ဆုံးအနေနဲ့ဒီ14ရက်တာအပြည့်မထွက်ရေးလှုပ်ရှားမှုရဲ့ရည်ရွယ်ချက်ကိုရှင်းပြထားပါတယ်။ဒီလှုပ်ရှားမှုကိုအားပေးတဲ့ FNCC Burma Fast Check Community အဖွဲ့ကတော့ဒီလှုပ်ရှားမှုဟာအလုပ်သွားအလုပ်ပြန်ပုံမှန်သွားလာမှုကိုကန့်သတ်တာမဟုတ်ဘဲနဲ့အလုပ်ပြင်ပအချိန်တွေမှာအပြင်ထွက်ဆိုင်းငံ့ပြီးတော့ငြိမ်သက်စွာနေထိုင်မှုကိုရည်ရွယ်ထားတာဖြစ်တယ်လို့လည်းရှင်းလင်းထားပါတယ်။တစ်ဖက်မှာလည်း2025ခုနှစ်အတွင်းဘင်္ဂလားဒေ့ရှ်နိုင်ငံတဝမ်းမှာလူနည်းစုတွေကိုပြစ်မှတ်ထားပြီးတော့ဖြစ်ပွားခဲ့တဲ့အကြမ်းဖက်မှုတွေကအနည်းဆုံး922မှုအထိရှိခဲ့တယ်လို့ဘင်္ဂလားဒေ့ရှ်ဟိန္ဒူဗုဒ္ဓခရစ်ယာန်ညီညွတ်ရေးကောင်စီကဗုဒ္ဓဟူးနေ့မှာပြောပြထားပါတယ်။ဒါပေမဲ့အစိုးရဘက်ကတော့2025ခုနှစ်တစ်နှစ်လုံးလူနည်းစုတွေကိုတိုက်ခိုက်ခဲ့တဲ့အမှုက82မှုသာရှိတယ်လို့ထုတ်ပြန်ထားတာကြောင့်ဒီကိန်းဂဏန်းတွေအပေါ်မှာအလွန်ကွာခြားမှုရှိနေတယ်လို့ကောင်စီဘက်ကပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်။ဒါကမြို့မှာမနေ့ကပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲအတွင်းမှာကောင်စီကပြောကြားထားတာကတော့2025ခုနှစ်အတွင်းလူနည်းစုတွေကိုပြစ်မှတ်ထားတဲ့အကြမ်းဖက်မှုတွေကြောင့်လူ66ယောက်သေဆုံးခဲ့ပြီးတော့အမျိုးသမီးတွေကိုမဒိမ်းမှုနဲ့အုပ်စုလိုက်မဒိမ်းကျင်းမှုအပါအဝင်အကြမ်းဖက်မှု28မှုဖြစ်ပွားခဲ့တယ်လို့ဆိုထားပါတယ်။ဒါအပြင်ဖျားเจ้าတွေဝစ်ပြုနေရာတွေကိုတိုက်ခိုက်ခဲ့တာ95မှုရှိပြီးတော့နေအိမ်တွေစီးပွားရေးလုပ်ငန်းတွေကိုတိုက်ခိုက်ခဲ့တာကတော့102မှုအထိရှိတယ်လို့လည်းပြောပြထားပါတယ်။အဲ့ဒီလိုအကြမ်းဖက်မှုတွေထဲမှာတော့မြေယာသိမ်းပိုက်တာပြန်ပေးဆွဲတာငွေညှစ်တာညှဉ်းပန်းနှိပ်စက်တာတွေအပြင်ဘာသာရေးကိုစော်ကားတယ်ဆိုတဲ့ဆွဆွဲချက်တွေနဲ့ဖမ်းဆီးမှုတွေလည်းပါဝင်နေတယ်လို့ဆိုထားပါတယ်။
အစိုးရဘက်ကတော့2025ခုနှစ်အတွင်းလူနည်းစုတွေနဲ့ပတ်သက်တဲ့ဖြစ်ရပ်ပေါင်း645ခုကိုစုံစမ်းစစ်ဆေးခဲ့ပေမဲ့အဲ့ဒီထက်က82ခုကိုသာလူမျိုးရေးဆိုင်ရာအမှုအဖြစ်သတ်မှတ်ပြီးတော့ကျန်တဲ့984ခုကိုတော့လူမျိုးရေးမဟုတ်တဲ့အမှုတွေလို့သတ်မှတ်ခဲ့ပါတယ်။ဒီကိန်းဂဏန်းတွေကိုတော့ဇန်နဝါရီလ19ရက်နေ့ကအစိုးရအကြီးတန်းအကြံပေးတဦးက Facebook မှာတင်ခဲ့တာဖြစ်ပြီးတော့ဒီအပေါ်မှာလည်းညီညွတ်ရေးကောင်စီကပြင်းထန်စွာဝေဖန်ခဲ့ပါတယ်။ထပ်ပြီးတော့2026ခုနှစ်ဇန်နဝါရီလ1ရက်နေ့ကနေ28ရက်နေ့အထိတလမပြည့်သေးတဲ့အချိန်အတွင်းမှာပဲလူနည်းစုတပ်ဖြတ်ခံရမှုစက်တက်မှုမရိမှုတမှုဖျားเจ้าတွေကိုတိုက်ခိုက်မှုကိုမှုလူရက်မှုမီးရှို့မှုနဲ့မြေယာသိမ်းယူမှု22မှုအပါအဝင်စုစုပေါင်းဖြစ်ရက်42ခုကိုမှတ်တမ်းတင်ထားတယ်လို့သတင်းတွေမှာဖော်ပြထားပါတယ်။